အားလုံးပဲမင်္ဂလာပါဘောဝအစီအစဉ်ကနေအားလုံးကိုအထူးပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာကျွန်တော်ယူဆောင်လာတဲ့အကောင့်စင်လေးကတော့လောကရဲ့အမှန်တရားနဲ့အသက်မရှင်မဲ့ဖခင်ရဲ့တမန်တရားနဲ့အသက်ရှင်ပါဆိုတဲ့ကောင်းစင်လေးကိုကျွန်တော်ယူဆောင်လာပါတယ်လောကရဲ့အမှန်တရားလို့ပြောတဲ့အခါမှာကျွန်တော်လောကမှာအမှန်တရားတွေအများကြီးရှိတယ်အဲ့ဒီအမှန်တရားကဘာလဲဆိုတော့ကိုယ်လုံးမကိုရမယ်ကိုယ့်ရဲ့ကြိုးစားအားထုတ်နိုင်မှကိုရမယ့်အရာတွေဖြစ်တယ်လောကရဲ့အမှန်တရားကိုကြည့်မယ်ဆိုရင်ပေါ့နော်ဒါပေမဲ့ဖခင်သခင်တမန်တရားတော့အလုံးမဟုတ်ဘူးကျမ်းစာတနေရာကဘာပြောထားလဲဆိုတော့ဖခင်သခင်အရှင်ယောဟန်ခန်းကြီးဆက်လေးအငယ်6မှာပြောတာဆိုယေရှုကငါသည်လမ်းခီးဖြစ်၏တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ငါ့ကိုအမြင်မပြုတ်ရင်အဘယ်သူများခမီးတော်ထံလို့မရောက်ရလို့ပြောထားတာဖြစ်တယ်။ပြီးတော့လောကရဲ့အမှန်တရားတော့ငါဒီလောကရဲ့အသက်လမ်းလို့လည်းမပြောထားဘူး။ငါဒီလောကရဲ့အသက်ရှင်ခြင်းလို့လည်းမပြော။ဒါပေမဲ့ဖခင်ရဲ့တမန်တရားမှာပြောထားတယ်ဆိုတော့ငါဒီလမ်းခီးတမန်တရားအသက်ဖြစ်တယ်လို့ပြောထားတာဖြစ်တယ်။အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အသက်တာမှာနေ့ရက်စစ်တိုင်းမှာကျွန်တော်တို့အသက်ရှင်နေတဲ့အရာကိုကျွန်တော်တို့ပြန်ဆက်စစ်ဖို့လိုအပ်တယ်။ဒီခါကျရင်ကျွန်တော်တို့လောကရဲ့အရာတွေစူးစမ်းပြီးတော့မှလောကရဲ့အမှန်တရားနဲ့ပဲအသက်ရှင်တဲ့အခြေအနေများစွာရှိတယ်။ကျွန်တော်ဒီကနေ့မှာအားပေးခြင်းနဲ့အဲဒီလောကရဲ့အမှန်တရားထက်ဖခင်သခင်ရဲ့တမန်တရားနဲ့အသက်ရှင်မှာဖခင်သခင်ရဲ့တမန်တရားထဲမှာတင့်အတွက်ထွက်မြောက်ရလမ်းရှိတယ်အသက်ရှင်ရလမ်းရှိတယ်တင်တွက်လွတ်မြောက်ရလမ်းတွေရှိတယ်တင်တွက်ကောင်းစားရလမ်းတွေအများကြီးရှိတယ်ဆိုတဲ့အရာလေးကိုဒီနှုတ်ကပတ်တော်လေးအနေငယ်နဲ့ကျွန်တော်ခွန်အားပေးလိုက်ပါတယ်တယောက်ချီးစတိုင်းပေါ်မှာဖခင်သခင်သားရဲ့ကောင်းချီးပေးပါစေ